မင်္ဂလာပါ Photoshop ကိုခုမှစပြီးတော့လေ့လာနေတဲ့လူတွေအတွက် Photoshop မှာပါဝင်တဲ့ tools တွေအကြောင်း part 3 video ဖြစ်ပါမယ်နော်ဒီဗီဒီယိုမှာတော့ဒါ lasso tools တွေအကြောင်းပြပြပေးသွားမှာဖြစ်တယ်ပထမဆုံး lasso tool ဒီမှာ lasso tool ဆိုရင်သူ့ရဲ့ shortcut က L ပေါ့နော်ဒီပေါ်လေးမှာဒါ lasso tool 3မျိုးရှိတယ် shortcut က L ပေါ့နော်ပထမဆုံး lasso tool ရှိမယ်ပြီးရင် polygon နဲ့ lasso tool ရှိမယ် magnetic lasso tool ဆိုပြီး3မျိုးရှိတယ်ပေါ့နော်ပထမဆုံး lasso tool ကသူကတော့ free hand ပေါ့နော်ဒီ mouse ကိုဘယ်လိုပြောမလဲလက်နဲ့ဆွဲသလိုပေါ့နော်ဒီ bobbin တွေခဲတံတွေနဲ့ဆွဲသလိုပဲ mouse ကိုဖိပြီးတော့ဒီလိုဖိပြီးဆွဲပြီးတော့ select မှတ်တဲ့ဟာပေါ့နော်သူကတော့အကျန်း select မှတ်တာပေါ့ဒီမှာဆိုလို့ရှိရင်ကိုကဒီမှာ keyboard ကိုပဲလိုချင်တယ်ဆိုရင် keyboard ကိုပဲဒီမှာဖိပြီးတော့ကိုယ့်ရဲ့ mouse ကိုဖိပြီးတော့ဆွဲသွားတာပေါ့နော်ခဲတံနဲ့ဆွဲသလို bobbin နဲ့ဆွဲသလိုဆွဲပြီးတော့ select မှတ်သွားတာပေါ့နော် mouse ကိုပဲ select မှတ်ချင်တယ်ဆိုရင်လည်းဒီလိုဖိပြီးတော့ဒီလို wipe ပြီးတော့ကိုလိုချင်တဲ့ area ကို free hand select မှတ်တဲ့ tools ဖြစ်တယ်ပေါ့နော်ဘယ်လိုနေရာတွေမှာသုံးလဲဆိုရင်အခုဒီမှာဆိုရင် keyboard နဲ့ mouse နဲ့က layer တစ်ခုထဲမှာတွဲရရှိတယ်ပေါ့နော်အဲ့ဒါကိုခွဲထုတ်ချင်တယ်ဆိုရင်ဒါ mouse ကိုဒီလိုမျိုး wipe ပြီးတော့ဖိဆွဲပြီးတော့ select မှတ်လိုက်မယ်ပြီးရင် control shift J ကိုနှိပ်လိုက်လို့ရှိရင်တော့ကွဲသွားပြီဒါဆိုရင် mouse က layer တစ်ခု keyboard က layer တစ်ခုအဲ့လိုဖြစ်သွားတယ်ပေါ့နော်ဒါ control Z လေးပြန်နှိပ်လိုက်အဲ့လိုမျိုး free hand select မှတ်တဲ့ဟာပေါ့နော်မနေရာလေးရွှေ့ချင်တာဆိုလည်းလိုမျိုး mouse ကိုဒီလို free hand ဆွဲပြီးတော့ select မှတ်လိုက်မယ်ပြီးရင်ပထမဗီဒီယိုမှာပြပြခဲ့တဲ့ move to ကိုယူပြီးတော့ဒါရွှေ့လို့ရတယ်ဒါဆိုတော့သူက layer မကွဲသွားဘူးဒီလိုမျိုးနေရာလေးပဲရွှေ့တာပေါ့နော်ဒါဒီနှစ်ခုကတော့ဒါ background ဖြတ်ထုတ်ထားပြီးသားပေါ့နော်ဖြတ်ထုတ်ထားပြီးသားမလို့ဒီလို wipe ပြီးတော့ select မှတ်ပြီးတော့ဒီလိုနေရာရွှေ့ချင်တယ်ရွှေ့လို့ရတယ်နော်ပြီးရင် control D နဲ့ select ပြန်ဖြုတ်လိုက်အဲ့လိုမျိုးသူက free hand click click နဲ့ click ဖိပြီးတော့ပေါ့နော် click ဖိပြီးတော့ဆွဲပြီးတော့ select မှတ်တဲ့ဟာဖြစ်တယ်ပေါ့နော်ပထမဆုံး lasso tool က free hand ကိုလိုချင်တဲ့နေရာကို select မှတ်တာအဲ့ဒီမှာမှသူက select မှတ်တဲ့ပုံစံကိုဥပမာဒီလို select မှတ်လိုက်တယ် keyboard ကို select မှတ်လိုက်တယ်ကိုက select မှတ်တာဒီအဆုံးထိမြောက်ပဲနဲ့လိုအပ်ချက်ရှိသွားတယ်အကုန်လုံးမပါသွားဘူးဆိုရင်ထပ်ပြီးတော့ပေါင်းကျင်တယ်ဆိုလို့ရှိရင် keyboard က shift key လေးကိုနှိပ်ပြီးတော့ထပ်ပြီးတော့ဆွဲပြီးတော့ပေါင်းလိုက်လို့ရတယ်အများသွားတယ်ကိုပြန်နှုတ်ချင်တာဆိုလည်း alt လေးကိုဖိပြီးတော့ဒီလိုပြန်နှုတ်လို့ရတယ်ဒါကတော့ shift တွေ alt တွေနဲ့တွဲပြီးတော့သုံးတဲ့ဟာကိုပြပြတာပေါ့နော်နောက်တစ်ခုက polygon နဲ့ lasso tool ပေါ့နော် polygon နဲ့ lasso tool ကကြတော့သူကမြင်းဖြောင်းနေပဲဆွဲတာသူကတော့ဖိဆွဲစရာမလို click တစ်ချက်ထောက်လိုက်လို့ရှိရင်ဒီမှာသူကangle point ပုံစံမျိုးလေး point တစ်ခုရတယ်ပေါ့နော်နောက်ထပ် point တစ်ခုနှိပ်လိုက်လို့ရှိရင်ဒါသူကမြင်းဖြောင်းနေနဲ့ slash သွားပေးတာပေါ့နော်ပြီးရင်နောက်တစ်ချက်နှိပ်လိုက်လို့ရှိရင်နောက်တစ်နေရာနောက်တစ်ချက်နှိပ်အစနဲ့အဆုံးနဲ့ကိုပြန်ဆက်ပေးလိုက်လို့ရှိရင်သူက select ဖြစ်သွားပြီသူကတော့အဲ့လိုမြင်းဖြောင်းနေပဲသုံးတာပေါ့နော်သူကဘယ်လိုနေရာတွေမှာသုံးလဲဆိုလို့ဒီလို square ပေါ့နော် square ဖြစ်တဲ့ဟာတွေအမှဒီလိုမျိုး book တို့ဘာလို့ဆိုရင် square ဖြစ်တဲ့ဟာတွေဆိုလို့ရှိရင်မြင်းဖြောင်းနေပဲရှိတဲ့နေရာတွေဆိုရင်အမြန် select မှတ်လို့ရတယ်အချမ်းပေါ့နော်ဒီလိုမျိုးလေးမြင်းဖြောင်းနေပဲရှိတဲ့ဟာတွေဆိုရင် select မှတ်လို့ရတယ်ပြီးရင် keyboard မှာရှိတဲ့ space bar လေးကိုဖိပြီးတော့ရွှေ့လို့ရတယ်နော်ဒီလိုမျိုးသူမြင်းဖြောင်းနေကြီးပဲ select မှတ်တဲ့ဟာဒီလိုမျိုးနေရာတွေမှာသုံးတယ်ပေါ့နော်အခုဒီလိုမျိုးပုတ်စာအုပ်ပုံစံမျိုးလေးဒီလိုမျိုးမြင်းဖြောင်းနေပဲပါတဲ့နေရာတွေအဲ့လိုမျိုးနေရာတွေမှာသုံးတာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးသုံးလို့ရတယ်သူကတော့ polygon နဲ့ lasso tool ပေါ့နော်နောက်ဆုံးတစ်ခုကျန်တာကကြတော့ magnetic ပေါ့နော်သူကကြတော့ magnetic နာမည်အတိုင်းပဲသူကတန်လိုက်ပေါ့နော်ဥပမာသူက click တစ်ချက်ထောက်လိုက်မယ်ဒါဆိုရင်သူကဒီဘေးမှာရှိတဲ့ click ဖိစရာမလိုဘူးပေါ့နော်သူ့ဘေးမှာရှိတဲ့အတိုင်းသူက select မှတ်သွားဒါပေမဲ့သူ့ပြဿနာကဘာလဲဆိုတော့ဒါအသုံးလဲနဲပါတယ်ပေါ့နော်ပြဿနာကဘာလဲဆိုတော့သူကresolution ပြတ်သားဖြစ်တဲ့ပုံတွေ background နဲ့ရှေ့က subject နဲ့အရင်ကွဲပြားပြီးတော့ကွဲပြား contrast ဖြစ်တဲ့ပုံတွေမှာပဲသုံးလို့ရတာပေါ့နော်ဒီပုံဆိုရင်ဒါ resolution မကောင်းဘူးပုံကဝါးနေတဲ့အတွက်သုံးလို့မရဘူးဒီပုံလေးမှာသုံးကြည့်မယ်ဒီပုံလေးမှာဆိုလည်းအဲ့လိုပဲအဆင်မပြေဘူးပေါ့နော်သုံးလို့မရဘူးသူကတော့သုံးလဲနဲပါတယ်ပေါ့နော်ဒါပေမဲ့ဒီမှာတော့ဒီလိုမျိုးလေးတည်ချာလေးတင်ပေးနေတော့သူကကတ်သွားတာလေးတွေ့ရလိမ့်မယ်နော်ဒါပေမဲ့ဒါကတော့ဘူးသူရနဲ့ထည့်ပြောပြတာသုံးတာတော့တော်တော်နဲပါတယ်ပြီးဒီလိုမျိုးပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပုံစံမျိုး select မှတ်တယ်ဒါကတော့ magnetic lasso tool ပေါ့နော်
သူကအသုံးနေတယ်ဒါပေမဲ့သိအောင်လို့ထည့်ပြောပြပေးတာဖြစ်တယ် polygonal lasso tool သူကတော့ဒီဘယ်နေရာတွေမှာသုံးတယ်ဘယ်နေရာတွေမှာမသုံးအဲ့လိုမျိုးတီးတန့်တော့မရှိဘူးเนาะကို design ဆွဲနေနေကိုယ့်ရဲ့ workflow မှာကိုလိုအပ်တဲ့နေရာမှာကိုယ့်ကိုအဆင်ပြေသလိုသုံးသွားတာပေါ့နော်ဒီနေရာတွေမှာဆိုခုန lasso tool လည်းသုံးလို့ရတယ်ဒါ polygonal tool လည်းသုံးလို့ရတယ် polygonal lasso tool လည်းသုံးလို့ရတယ်ဒါအမြန်မှတ်သွားတာပေါ့နော်အမြန်မှတ်သွားတာပေါ့နော်နောက်တဲ့ selection တစ်ခုထပ်မှတ်ချင်တယ်ဆိုရင် shift ကိုနှိပ်ပြီးတော့ထပ်မှတ်လို့ရတယ်ခုနအတိုင်းပဲပေါင်းတာနှုတ်တာတွေလုပ်လို့ရတယ်သူလည်းပြန်နှုတ်ချင် order ပေါ့နော် order နဲ့နှုတ်လို့ရတယ်ဒီပုံစံမျိုးပေါ့ဒါတော့ lasso tool 3ခုအကြောင်းပေါ့နော်ရှေ့မှာလည်း part 1 part 2ဆိုပြီးတော့ဒီ move tool နဲ့ပြီးတော့ဒီဘက်က marquee tool ဒီအကြောင်းကိုရှေ့မှာလည်းတင်ထားရှိရနော်အားလုံးပဲအဆင်ပြေကြပါစေနော်